Your sister is dead. Don't come back! ဇလန်းစာမှာတော့ရေခဲကုတ်တမတစုဟာပျော်ပျော်ပါးချင်းဆိုရေခဲတုံးတွေဖြစ်တောက်နေကြတဲ့မြင်ကွင်းနဲ့စတင်ထားပါတယ်သူတို့နဲ့အတူခရစ်စတောလို့ခေါ်တဲ့ကောင်ကြီးတစ်ယောက်လည်းရှိနေတာပါတစ်ဖက်မှာလည်းအန်နာဆိုတဲ့ကောင်မလေးတစ်ယောက်ကသူမနဲ့အတူစောဖို့အတွက်အမားပြစ်သူအဲဆာကိုတွားနှိုးနေပါတယ်အဲဆာကနောက်ဆုံးတော့သဘောတူလိုက်ပြီးနှင်းလုံးလေးတစ်လုံးကိုချက်ချင်းဖန်တီးလိုက်ပါတယ်အဲဒီခါကျမှအဲဆာကလည်းရေခဲတွေကိုစိတ်ကြိုက်ထင်းချုံနိုင်ပြီးအိမ်တော်တစ်ခုလုံးကိုစောင်းရသည့်အသွင်အဖြစ်ပြောင်းလဲပစ်နိုင်တဲ့စွမ်းအားရှိမှန်းသိလိုက်ရပါတယ်သူတို့နှစ်ယောက်ပျော်ပျော်ပါးပါးစော်ကစားနေရင်အန်နာကနှင်းမုံနေပေါ်ကနေခုန်ကူးနေတဲ့အချိန်မှာအဲဆာကမတော်တဆနှင်းလုံးလေးနဲ့လှမ်းပစ်လိုက်မိပါတယ်အဲဒီနှင်းလုံးကအန်နာရဲ့ခေါင်းကိုထိသွားပြီးတတိလေးလေးကျသွားခဲ့ပါတယ်စိုးရင်တုန်လို့သွားတဲ့အဲဆာကသူမရဲ့မိဘတွေကိုအော်ခေါ်ပါတော့တယ်ဖခင်ဖြစ်သူကအန်နာခန္ဓာကိုအေးဆက်သွားတာကိုသတိပြုမိပြီးဒါကိုအကူအညီပေးနိုင်မဲ့သူစီသွားဖို့ပြင်ဆင်ပါတော့တယ်သူတို့တွေကူညီပေးနိုင်တဲ့ထရိုးလူပူလေးစီသွားတဲ့နောက်မှာတော့ခရစ်စတော်လေးကလည်းတိတ်တဆိတ်နောက်ကနေလိုက်ချောင်းကြည့်နေခဲ့ပါတယ်။ရိုးဖွဲ့ရဲ့ခေါင်းဆောင်ကအန်နာကိုအန်နီယံမပြည့်အောင်ကုသပေးပြီးနောက်နောက်ဒီလိုမျိုးအဖြစ်မျိုးနဲ့မဖြစ်စေအောင်အမားဖြစ်သူရဲ့ရေခဲမော်ဆွမ်းအားနဲ့ပတ်သက်တဲ့မှတ်ဉာဏ်တွေကိုအန်နာရဲ့မှတ်ဉာဏ်အားနဲ့အပီတိုင်ဖျက်ထုတ်လိုက်ပါတယ်။တပြိုင်တည်းမှာပဲအေဆာဟာသူမရဲ့ဆွမ်းအားကိုအပြည့်အဝထိန်းချုပ်နိုင်စွမ်းမရှိမချင်းညီမဖြစ်သူရဲ့ဘေးကင်းရဲ့အတွက်ဒီဆွမ်းအားကိုထပ်မသုံးဖို့ဆုံးဖြတ်လိုက်ပါတယ်။နောက်ပြီးအေဆာရဲ့ဖခင်ဟာဒီမျိုးရဲ့ဘရင်တစ်ပါးလေးဖြစ်ပါတယ်။ချိန်တွေကုန်လွန်လာတဲ့အမျှအေဆာတစုံတစ်ယောက်ကိုမတော်တဆထိခိုက်မိမှကြောက်တာကြောင့်အခန်းထဲမှာပဲအမြဲပုံအောင်နေကြခဲ့ပါတယ်။ဒါကြောင့်ညီမဖြစ်သူအန်နာခမရလည်းပြင်းပြင်းချောက်ချောက်နဲ့တယောက်တည်းအထီးကျန်စွာစော်ကစားနေခဲ့ရပါတယ်။နောက်တော့မိဘနှစ်ပါးကနှစ်ပတ်ကြာခရီးသွားဖို့အတွက်အေဆာနဲ့အန်နာကိုနှုတ်ဆက်ပြီးထွက်ခွာသွားခဲ့ပေမဲ့စိတ်မကောင်းစရာကသူတို့ရဲ့တင်မော့ဟာပင်လယ်ထဲမှာနှမြုပ်သွားခဲ့ပါတယ်။မိဘတွေဆုံးရှုံးသွားတဲ့တဲ့ရင်ကိုကြားရတဲ့အခါအေဆာစိတ်ဓာတ်တွေအကြီးအကျယ်ကျဆင်းပြီးအခန်းထဲကနေလုံးဝမထွက်ပဲအန်နာကိုလည်းအဖတ်မလုပ်တော့ပါဘူး။၃နှစ်ကြာပြီးတဲ့နောက်မှာတော့အေဆာနန်းတက်ပွဲကျင်းပပြီးဘရင်မအဖြစ်တာဝန်ယူရမယ့်အရွယ်ကိုရောက်ရှိလာခဲ့ပါတယ်။ရွေးချယ်စရာမရှိပဲရုံးကန်ပိတ်လောင်ထားရတဲ့ရဲတိုက်ကြီးကနေအပြင်ထွက်ခွင့်ရတော့မှမလို့အန်နာကတော့အရန်ပျော်ရွှင်နေပါတယ်။အန်နာတယောက်တည်းလမ်းလျှောက်ထွက်လာရင်တောင်ပိုင်းကျင်းစုကလာတဲ့မင်းသားဟန်နဲ့တွေ့ဆုံခဲ့ပါတယ်။သူတို့နှစ်ယောက်စကားလက်ဆောင်ကြနေရင်ကနေနန်းတက်ပွဲခေါင်းလုံးနဲ့ကြားရတာကြောင့်အန်နာလည်းအချိန်မီသွားဖို့နှုတ်ဆက်ပြီးထွက်ခွာခဲ့ပါတယ်။တစ်ဖက်မှာလည်းအေဆာလက်အိတ်တွေကိုချွတ်ဖို့အရန်ကြောက်ရွံ့နေပေမဲ့စိတ်ကိုတည်ငြိမ်အောင်ထားပြီးရာဇလန်ဒန်နဲ့ရွှေလုံးကိုကိုင်မြောက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ရေခဲမသွားခင်မှာပဲချက်ချင်းပဲပြန်ထားလိုက်ပါတယ်။အဲဒီနောက်မှာတော့အန်နာအမဖြစ်သူစီရောက်လာပြီးအဲဆာရဲ့ပြုံးပြုံးရွှင်ရွှင်စကားပြောနေတာကိုမြင်တော့အတိုင်းမသိဝမ်းသာသွားပြန်ပါတယ်။အန်နာကအရင်လိုမျိုးအမြဲရင်းနှီးနှီးနေလို့ရမလားလို့မေးတဲ့အခါအဲဆာမဖြစ်နိုင်ဘူးလို့ညင်းပယ်လိုက်တာကြောင့်အန်နာစိတ်မကောင်းဖြစ်ပြီးပြန်ထွက်သွားခဲ့ပါတယ်။အဲဒီအချိန်မှာပဲမင်းသားဟန်ကအန်နာကိုမြင်ပြီးတီးတန့်ခေါ်ကစကားပြောပါတော့တယ်။မင်းသားဟန်မှာအကူ12ယောက်ရှိပြီးသူတို့အချင်းချင်းဆက်ဆံရေးကလုံးဝမကောင်းဘူးဆိုတာသိလိုက်ရပါတယ်။အန်နာကလည်းသူမရဲ့မအဲဆာအကြောင်းနဲ့သူတို့ညီမနှစ်ယောက်ဘလို့ဝေးကွာသွားခဲ့ရတယ်ဆိုတာကိုရင်ဖွင့်ပြောပြခဲ့ပါတယ်။ဟန်ကအန်နာကိုကားခုံမှုခေါ်ထုတ်သွားပြီးရုတ်တရက်အိမ်အောင်ပြဖို့ခွင့်တောင်းလိုက်တဲ့အခါအန်နာကချက်ချင်းပဲသဘောတူလိုက်ပါတယ်။သူတို့နှစ်ယောက်ဟာလက်ထက်မဲ့အစီအစဉ်ကိုအဲဆာစီကနေကောင်းကြီးပေးဖို့တော်ပြောကြပါတယ်။ဒါပေမဲ့အဲဆာကလုံးဝသဘောမတူပဲစိတ်ကူးရင်ဆန်လုံးပြီးအလင်းစလိုဆုံးဖြတ်တာဖြစ်လို့တေချာပြန်စဉ်းစားဖို့ညီမဖြစ်သူကိုဖြောင်းပြပါတယ်။ဒီပေါ်မှာအန်နာကစိတ်ဆိုးဒေါသထွက်ပြီးအေဆာဘာကြောင့်ဒီလိုအေးဆက်ဆက်ဆန်နေရလဲဆိုတာကိုသိချင်လို့အေဆာရဲ့လက်အိတ်တစ်ဖက်ကိုဆွဲချွတ်လိုက်ပါတယ်။အေဆာကငါနောက်မလိုက်ခဲ့နဲ့လို့ပြောပြီးလှည့်ထက်သွားမှာတော့မတော်တဆရေခဲစူးကြုံတိုင်းကြီးတစ်ခုသူတို့ကြားထဲဖန်တီးမိသွားပါတော့တယ်။ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့ဝဲစတန်မျိုးသားကြီးအပါဝင်လူတိုင်းဟာထိတ်လန့်တုန်လှုပ်သွားကြပြီးအေဆာဟာဆုံးမဆိုးတစ်ယောက်ဖြစ်လို့ဖမ်းဆီးရမယ်လို့အော်ဟစ်ကြပါတယ်။အေဆာကတော့အန်နီရဲ့မပြုတ်မိအောင်လူတွေကိုဝေးမှနေဖို့အော်ပြောရင်းထွက်ပြေးသွားခဲ့ပါတယ်။အန်နာကတော့မျိုးသားကြီးကိုသူမရဲ့မိစ္ဆာတယောက်မဟုတ်ကြောင်းကာကွယ်ပြောဆိုပြီးဒီပြဿနာအားလုံးဟာသူမကြောင့်ဖြစ်လာမှုအမားဖြစ်သူကိုလိုက်လံရှာဖွေဖို့ဆုံးဖြတ်လိုက်ပါတယ်။သူမမရှိခင်အတွင်းနိုင်ငံကိုထိန်းသိမ်းထားဖို့မင်းသားဟန်ကိုအနှံခဲ့ပါတယ်။ခရီးထွက်လာရင်အန်နာဟာနှင်းတော်ထဲမှာမြင်းပေါ်ကပြုတ်ကျခဲ့တာကြောင့်ခြေလင်ပဲဆက်လျှောက်လာခဲ့ရပါတယ်။လမ်းမှာကုန်ပစ္စည်းရောင်းဆိုင်ဒီဇိုင်းကိုတွေ့တာနဲ့စောင်းတွင်းဝတ်စုံဝယ်ဖို့ဝင်လိုက်ပါတယ်။အဲဒီအချိန်မှာပဲအသက်ကြီးပြီးလူပုံစံကပိတ်ဆုပ်ဆုပ်နဲ့နှင်းတွေပေးပွားနေတဲ့ခရစ်စတော်ဆိုင်ထဲကိုဝင်လာတာကိုတွေ့လိုက်ရပါတယ်။ခရစ်စတော်ကမြောက်ဘက်တောင်ဘက်မှာထူးဆန်းတဲ့ရေခဲပြင်ကြီးဖြစ်ပေါ်နေတဲ့အကြောင်းပြောပြတဲ့အခါအန်နာကြားလိုက်ရပြီးသူမစီသွားချင်တာကြောင့်လမ်းပြပေးဖို့အတင်းတောင်းပန်มาတော့တယ်။နောက်ဆုံးတော့ခရစ်စတော်လည်းသဘောတူလိုက်ပါတယ်။သူတို့နှစ်ယောက်ဆိုဖာလဲစီရင်သွားနေတဲ့အချိန်မှာအန်နာကဟန်နဲ့ပထမအဆုံးရက်မှာတင်ချစ်မိသွားတဲ့အကြောင်းပြောပြတော့
ခရစ်စတော်ကဒါဟာတကယ်ကိုထူးဆန်းလွန်ပြီးသူမအမားဖြစ်သူရဲ့စကားကိုနားထောင်သိခဲ့တယ်လို့ဝေဖန်ပါတယ်အန်နာကတော့ဟန်ကိုတကယ်ချစ်မိသွားတာလို့ညင်းခုန်ရင်လမ်းကိုပဲအာအောင်စိုက်ဖို့ပြောနေတော့ခရစ်စတော်ကစပါးလဲကိုရုတ်တရက်ရက်လိုက်ပါတယ်။ကြောင်ရင်ကတော့ဝင်းပလီအုပ်ကြီးတအုပ်ကသူတို့ကိုဝိုင်းထားလို့ပါပဲ။သူတို့တွေအသေးအတန်ထွက်ပြေးကြရပြီးအန်နာရဲ့တတိရှိရှိကူညီမှုကြောင့်ဝင်းပလီဘေးကနေအသက်ဘေးကလွတ်ခဲ့ကြပါတယ်။လန်ခီမှာမြို့ရဲ့ရေတူးတစ်ခုလုံးရေခဲပြင်ကြီးအဖြစ်ပြောင်းလဲနေတာကိုမြင်လိုက်ရပြီးအဆာပြန်လာမှသာအရာအလုံးပုံမှန်ပြန်ဖြစ်မယ်လို့ဆိုတာကိုသဘောပေါက်သွားခဲ့ကြပါတယ်။သိမကြခင်မှာပဲလှပလုံးနဲ့ရေခဲနှန်းတော်ကြီးတစ်ခုစီရောက်လာပြီးထူးဆန်းတဲ့အတန်တစ်ခုကိုကြားလိုက်ရပါတယ်။ကြည့်လိုက်တော့စကားပြောနိုင်တဲ့နှင်းလူရုပ်လေးအိုလက်ဖြစ်နေပါတယ်။အိုလက်ကသူ့ကိုအဆာဖန်တီးခဲ့တာလို့ပြောပြပြီးအဆာရှိရဲ့နေရာကိုလမ်းပြခေါ်သွားပေးပါတယ်။တစ်ဖက်မှာလည်းမင်းသားဟန်ကမြို့သူမြို့သားတွေကိုစောင့်နေလိုက်ဝေပေးရင်ကူညီနေပါတယ်။အဲဒီအချိန်မှာပဲအန်နာရဲ့မြင်းကတကောင်နဲ့ထိတ်လန့်တုန်လို့စွာနဲ့ပြန်ရောက်လာတာကိုမြင်တော့ဟန်လေအန်နာကိုကယ်တင်ဖို့အတွက်စေတနာဝန်ထမ်းတွေခေါ်ပြီးတောင်ပေါ်ကိုလိုက်သွားပါတော့တယ်။အန်နာနဲ့ခရစ်စတော်တို့ရေခဲနန်းတော်ကြီးရှိရောက်တဲ့အခါအန်နာကခရစ်စတော်ကိုအပြင်မှာပဲစောင့်ခိုင်းပြီးသူမတယောက်တည်းအထဲဝင်ကအဲဆာကိုရှာဖွေပါတယ်။အန်နာကမြို့ကိုပြန်လာပြီးအုပ်ချုပ်ပေးဖို့တောင်းပန်ပေမဲ့အဲဆာကတော့ညီမဖြစ်သူကိုအန်ဒီရဲ့ပြုမိမှာစိုးရိမ်တာကြောင့်သွားဖို့ပဲအော်ပြောနေပါတော့တယ်။အန်နာကစကားနားမထောင်ပဲလှေကားပေါ်အထိအတင်းလိုက်လာပြီးဖြောင်းပြတဲ့အခါအဲဆာစိတ်လှုပ်ရှားပောက်ကွဲသွားပြီးသူမရဲ့ရေခဲမော်ဆန်အန်နာရဲ့နှလုံးသားတက်ကိုမတော်တဆထိမှန်သွားပါတော့တယ်။ခရစ်စတော်ကအထဲကိုအပြေးလွှားဝင်လာပြီးကူညီတဲ့အခါအဲဆာကပိုပြီးဒေါသထွက်သွားပြီးနှင်းလူရုပ်ဘလူးကြီးတစ်ကောင်ကိုဖန်တီးကသူတို့ကိုမောင်းထုတ်လိုက်ပါတယ်။အန်နာကစိတ်ဆိုးပြီးနှင်းလုံးနဲ့ပြန်ပစ်လိုက်တာကြောင့်နင်းဘလူးကြီးကသူတို့ကိုကြောက်ကမ်းမအစုံအထိလိုက်လံတိုက်ခိုက်ပါတော့တယ်။ခရစ်စတော်ရဲ့ကြိုးအကူညီနဲ့အောက်ကိုခုန်ချလိုက်ကြပြီးအန်နာကကျိုးကိုဖျက်ချနိုင်လိုက်တာမို့ဘေးကင်းကင်းနဲ့နင်းတွေပေါ်ကျရောက်သွားခဲ့ကြပါတယ်။ဒါပေမဲ့အန်နာရဲ့သပင်အချို့ဟာအဖြူရောင်ပြောင်းလဲသွားတာကိုသတိထားမိသွားကြပါတယ်။ခရစ်စတော်ကဒါကိုကုသပေးနိုင်မဲ့သူ့ရဲ့ထရိုးတငယ်ချင်းတွေစီကိုခေါ်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။သူတို့ထရိုးဖွဲ့စည်းစီရောက်တဲ့အခါထရိုးတွေကအန်နာကိုခရစ်စတော်ရဲ့သတို့သမီးလောင်းအဖြစ်ထင်မှတ်ပြီးဝမ်းသာအားရနဲ့ကြိုဆိုကြပါတယ်။ခရစ်စတော်ကသူတို့ကြားမှာဘာမှမရှိပါဘူးလို့ရှင်းပြပေးမဲ့မယုံကြပါဘူး။နောက်ဆုံးအန်နာကသူ့မှာလက်ထပ်ထားတဲ့သူရှိပြီးသားလို့ပြောလိုက်တဲ့အချိန်မှာပဲအန်နာတယောက်မူလဲကျသွားခဲ့ပါတယ်။ထရိုးကောင်းဆောင်ကအန်နာရဲ့နှလုံးသားကိုရေခဲမော်ထိမှန်ထားတာဖြစ်လို့စစ်မှန်တဲ့အခြေရဲ့တက်သေးတစ်ခုခုနဲ့မချေပြတ်နိုင်ရင်ခန္ဓာကိုယ်တစ်ခုလုံးခဲသွားလိမ့်မယ်လို့သတိပေးလိုက်ပါတယ်။ဒါကြောင့်ခရစ်စတော်ကအန်နာကိုဟန်စီအမြန်ဆုံးပြန်ပို့ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။တစ်ဖက်မှာတော့ဟန်နဲ့သူ့လူတွေကရေခဲနန်းတော်စီရောက်လာပြီးနှင်းမလူကြီးနဲ့တိုက်ခိုက်နေကြပါတယ်။မြို့သားကြီးရဲ့လူနှစ်ယောက်ကအထဲကိုအတင်းဝင်ပြီးအဲဆာကိုတပ်ဖို့ကြိုးစားပေမဲ့အဲဆာကကျွမ်းကျင်စွာပဲခုခံနိုင်ခဲ့ပါတယ်။ဟန်ဝင်လာပြီးဖြောင်းပြနေတော့လူတစ်ယောက်ကအဲဆာကိုဒူးလေးနဲ့ပြစ်ဖို့ပြင်တာကိုဟန်ကဝင်လွှဲလိုက်တာကြောင့်ရေခဲဆွဲမြည်ရင်ကြီးပြုတ်ကျပြီးအဲဆာတတိလစ်သွားခဲ့ပါတယ်။အဲဆာနှိုးလာတဲ့အခါလက်မှာတန်ချီခြင်းလက်ထိတ်တွေခတ်ထားတာခံလိုက်ရပြီးထောင်ထဲရောက်နေတာကိုတွေ့ရပါတယ်။ဟန်ကရာသီဥတုကိုပုံမှန်ပြန်လုပ်ပေးရင်လွတ်ပေးဖို့အရာရှိတွေကိုပြောပြမယ်လို့ကမ်းလှမ်းပေမဲ့အဲဆာသူမှလည်းဒီစွမ်းအားတွေကိုမထိန်ချုပ်နိုင်ကြောင်းပြောပြပါတယ်။အဲဒီအချိန်မှာပဲခရစ်စတော်ကအန်နာကိုနန်းတော်တကာဝါတီလာပို့ပေးပြီးနန်းတော်ဆောင်တွေကအန်နာကိုခေါ်ဆောင်သွားခဲ့ပါတယ်။အန်နာကဟန်းစီသွားပြီးတော့ကျင်းစာပြေဖို့နန်းပေးဖို့တောင်းပန်ပါတယ်။ဒါပေမဲ့အခန်းထဲမှာလူမရှိတော့တဲ့အချိန်မှာတော့မင်းသားဟန်သူ့ရဲ့ရုံမာတဲ့ရည်ရွယ်ချက်အမှန်ကိုထုတ်ပြပါတော့တယ်။သူကအန်နာကိုတေးစေခြင်းပြီးနန်းတော်ရဲ့ပလင်ကိုလူယူဖို့ကြံစီထားတာပါ။သူကအန်နာကိုအခန်းထဲမှာပိတ်လောင်ထားခဲ့ပြီးအပြင်ထွက်ခါအန်နာကအဲဆာရဲ့မော်တက်ကြောင့်တေဆုံးသွားခဲ့ရပြီဖြစ်လို့အဲဆာကိုတေးတံပေးရမယ်လို့လူတွေကိုလိန်ညာပြောဆိုလိုက်ပါတယ်။နောက်တစ်နေ့မှာတော့အဲဆာဟာထောင်နေရန်တွေကိုခဲပစ်ပြီးအမြန်ဆုံးထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။တစ်ဖက်မှာလည်းခရစ်စတော်ကစိတ်မကောင်းစွာနဲ့ထွက်ခွာလာရင်သူ့ရဲ့တမင်ရိန်ဒီယာကနန်းတော်ဘက်ကဖြစ်ပေါ်လာတဲ့အကြီးအကျယ်နှိမ့်မုန်တိုင်းကြီးကိုပြသလိုက်တာကြောင့်အန်နာစီကိုအပြေးလွှာပြန်လာခဲ့ပါတယ်။အန်နာအခန်းထဲမှာအာရင်ကြီးနေနေတော့နင်းလူရုပ်လေးအိုလက်ကခန်းထဲကိုရောက်လာပြီးမီးပေါ်မှာမီးမွေးကအန်နာကိုနှွေးထွေးအောင်လုပ်ပေးပါတယ်။အန်နာဟာလူရုံးမှာဖြစ်ကြောင်းနဲ့သူမတကယ်ချစ်တာခရစ်စတော်ဖြစ်မှန်းသိသွားတဲ့အချိန်မှာအိုလက်ကဘရင်းပေါက်ကနေခရစ်စတော်ပြန်လာနေတာကိုလမ်းမြင်လိုက်ရပါတယ်။သူတို့တွေနန်းတော်တွေကနေအမြန်ထွက်ပြေးဖို့ကြိုးစားရင်းအပြင်ကရေခဲပြင်ကြီးပေါ်မှာဟန်ကအဲဆာကိုမင်းမကြောင့်မင်းကြီးမဖြစ်သူတေဆုံးသွားပြီလို့လိန်ပြောလိုက်ပါတယ်။အဲဆာဟာအကြီးကျယ်ဝမ်းနဲ့ပူဆွေးပြီးငိုကြွေးလိုက်တဲ့အခါနှင်းမုန်တိုင်းကြီးကရုတ်တရက်ရက်တန့်သွားပါတယ်။အဲဒီအချိန်မှာပဲအန်နာကရေခဲပြင်ကိုဖြတ်ကူးလာရင်ဟန်ကဓာတ်နဲ့အဲဆာကိုတပ်ဖို့လုပ်နေတာကိုမြင်သွားပါတယ်။အန်နာကအမဖြစ်သူကိုကာကွယ်ဖို့ရှေးကနေဝန်ခံလိုက်တဲ့အချိန်ကိုက်မှာပဲဒူမရဲ့ခန္ဓာကိုယ်တစ်ခုလုံးဟာကြောက်စရုပ်လိုရေခဲအတီဖြစ်သွားပြီး
ဟန်ရဲ့ဓာတ်ချက်ကိုပိတ်ဆို့လိုက်ပါတော့တယ်အဲဆာလှည့်ကြည့်လိုက်တဲ့အခါရေခဲဖြစ်သွားတဲ့ညီမဖြစ်သူကိုမြင်ပြီးအပြစ်မကင်းတဲ့စိတ်နဲ့ဖက်ကအော်ဟင်ကိုကြွေးပါတော့တယ်အဲဒီလိုနဲ့ညီမနှစ်ယောက်ကြားကစစ်မှန်တဲ့မေတ္တာတရားကြောင့်ပဲအန်နာရဲ့ခန္ဓာကိုယ်ပေါ်ကရေခဲတွေဟာအေးပျော်ကျသွားပြီးပုံမှန်အတိုင်းပြန်လည်ဖြစ်ပေါ်လာခဲ့ပါတယ်အဲဆာဟာအချစ်ဆိုတဲ့ຢာသူမရဲ့စွမ်းအားကိုထိန်းချုပ်နိုင်မဲ့တော့ချက်ဖြစ်မှန်းသဘောပေါက်သွားပြီးနိုင်ငံတော်ကြီးကိုနွေရာသီတို့အတိုင်းပြန်လည်ပြောင်းလဲပေးလိုက်ပါတယ်နောက်တော့ဟန်ကအန်နာကိုလာတောင်းပန်ပေမဲ့အန်နာကသူမျက်နှာကိုလက်သီးနဲ့တစ်ချက်တည်းမိမိရဲ့ထိုးချလိုက်ပြီးတင်မောပေါ်ကနေကန်ချကအကျဉ်းချလိုက်ပါတယ်။အဲဆာကဟန်ရဲ့ရုံမာမှုကိုဖော်ထုတ်ပြီးတိုင်းမီကနေမောင်းထုတ်ပစ်လိုက်ပါတော့တယ်။စုံသက်မှာတော့အန်နာကခရစ်စတော့ကိုပျက်စီးသွားတဲ့ဆိုဖာလဲအသစ်တစ်စီးလက်ဆောင်ပေးခဲ့ပြီးဘီယမအဲဆာကလည်းတမျိုးလုံးကလူတွေကိုဖိတ်ခေါ်ကပျော်ပွဲရှင်ပွဲကြီးကျင်းပပေးခဲ့ပါတယ်။ညီမနှစ်ယောက်ရဲ့ဆက်ဆက်ရေးကလည်းအရင်ကားထက်ပိုမှုခိုင်းမှသွားပြီးဇလန်လေးလည်းအဲ့ဒီမှာပဲပြီးဆုံးသွားခဲ့ပါတယ်။ဒီဇလန်လေးကိုသဘောကျလိမ့်မယ်လို့မျှော်လင့်မိပါတယ်ခင်ဗျ။ဆုံးထိကြည့်ပေးတဲ့တယောက်ချင်းစီတိုင်းအောင်လည်းကျေးဇူးတင်ပါတယ်။ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆို like subscribe နဲ့ follow လေးလုပ်ခဲ့ဖို့လည်းမမေ့ပါနဲ့နော်။ကြည့်ရှုတဲ့သူတယောက်ချင်းစီတိုင်းအောင်ကျေးဇူးတင်ပါတယ်ခင်ဗျ။